Hello,ဒီနေ့မှာတော့ chocolate raspberry cheesecake လေးလုပ်ပြပေးပါမယ်။ဒီမုတ်လေးကအရင်နဲ့စားလို့ကောင်းလို့လုံနေလေးကလည်းအရင်လည်းမခက်ခဲဘူးเนาะ။ဒါဆိုရင်တော့လုံနေလေးစတင်ကြရအောင်။ cookie အတွက်ပါဝင်တာလေးတွေစလုပ်ကြမယ်။အမိုးစိတ်30 gram ကိုဒါလေးနဲ့တစ်တစ်လေးဖြစ်အောင်မှတ်ထားရပါမယ်။ရလာပြီဆိုရင်တော့ပကံလုံးတို့မှထည့်ထားပြီးဘေးမှာခဏထားလိုက်ပါ။ဒါပြီးတော့ cookie 110 gram ကိုအိတ်တလုံးနဲ့ထည့်ပြီးကျင်းမသွားအောင်ခြေထားပေးရပါမယ်။ကုကီလေးတွေကြီးမွားသွားပြီဆိုရင်ဇလုံးတစ်ခုနဲ့ထည့်ပြီးခုနအမိုးစိတ်နဲ့အတူရောထည့်ပေးပါပြီးရင်တော့အရေးဖြတ်ထားသောချောကလက်အဖြူ50 gram နွားနို့စပွဲတွေကျော်3စောစာထည့်ပြီးသမသွားအောင်ရောနေပေးပါရလာပြီဆိုရင်တော့ကိုထဲမခွက်ပေါ်မူတည်ပြီးမျှထည့်ပေးရပါမယ်အကုန်လုံးလိုက်ထည့်ပေးပြီးသွားပြီဆိုရင်တော့အောက်ခြေလေးညီအောင်လိုက်ညှိပေးပါပြီးရင်တော့ရေခဲတက်တာမှာမိနစ်20လောက်ထည့်ထားပေးရပါမယ်ဒါဆိုရင်တော့ cream cheese လေးစားလုပ်ကြရအောင်ချောကလက်အဖြူ150 gram ကို microwave နဲ့အရေးပြောအောင်လုပ်ပါ microwave မရှိရင်ရေနွေးပေါ်တင်ပြီးလည်းလုပ်လို့ရပါတယ်ချောကလက်တွေလုံးဝအရေးပြောတော့တာဒီလုပ်ပေးရပါမယ်နော်ဒီလောက်နေထားရပြီဆိုရင်တော့ပူပေးထားသော heavy cream 50 gram ကိုလောင်းထည့်ပြီးတော့ရုံမှွေပေးပါဒီလိုလေးသမသွားပြီဆိုရင်ဘေးမှာခဏထားပေးလိုက်ပါပြီးရင်တော့ cream cheese 200 gram ကိုဇလုံးတစ်ခုတည်းတည်တံ့ထည့်ပြီးပြုံအောင်ခြေထားပေးလိုက်ပါဒီလိုလေးပျော့သွားပြီဆိုရင်ခုနကလုပ်ထားတဲ့ချောကလက်နဲ့ပေါက်ထပ်ပြီးမှွေထားပေးလိုက်ပါအကုန်လုံးလည်းသမသွားပြီဆိုရင်ကျမတို့ heavy cream စပြီးတော့လုပ်ပါမယ် heavy cream 160 gram ကိုစလုံးတစ်ခုတော့မှထည့်ပြီးတော့ဟမ်းမီဇာနဲ့မှွေပေးရပါမယ်။အကြားထည့်စရာမလိုပါဘူးနော်။ heavy cream ကရေခဲတစ်တာထဲထုတ်လာတဲ့ဟာဖြစ်ရပါမယ်နော်။ဒီလိုမပြည့်မကျအနေထားလေးရပြီဆိုရင်ရပါပြီနော်။ဒါပြီးရင်တော့ခုနကလုပ်ထားတဲ့ cream cheese နဲ့ chocolate ထဲကိုပေါင်းထည့်ပြီးတော့သမသွားအောင်ရုံးမှွေပေးရမှာဖြစ်ပါတယ်။အကုန်လုံးလည်းရောပြီးသမသွားပြီဆိုရင်တော့ cream နဲ့အိတ်ထဲကိုလိုသလောက်လေးလောင်းထည့်ပေးပါဒါဆိုရင်ရေကတစ်တာထဲကမုတ်ခွက်တွေယူလာပြီးခုနကလောက်ထားတဲ့ cream တွေညီညီနဲ့လှလှလေးဖြစ်အောင်ညှစ်ထည့်ပေးပါအပြည့်မထည့်ရအောင်နော်ပြီးရင်ချက်လေးထည့်ရအောင်ပါမို့ပါအကုန်လုံးလည်းထပ်ပြီးသွားပြီဆိုရင်တော့တစ်ချက်နှစ်ချက်လောက်ဆောက်ပေးလိုက်ပါပြီးရင်တော့ရေခဲတစ်တာထဲမှာတနားရီထည့်ထားပေးရပါမယ်ဒါဆိုရင်တော့ raspberry jelly လေးစားလုပ်ကြရအောင် raspberry ဒီ150 gram တကြား30 gram တံပြရေးစပွဲတင်စောတစောစာတို့ထည့်ပြီးမီးအနေတော်လေးနဲ့ကျူသွားပေးပါဒီနေရာမှာတခြားအသီးနှံတို့နဲ့လည်းစားထိုးပြီးလှုပ်စားလို့ရပါတယ်နော်ဥပမာစတော်ဘယ်ရီသီးတို့ဘလူးဘယ်ရီသီးတို့အဲ့ဒါတွေနဲ့လည်းလှုပ်စားလို့ရပါတယ်ဒီနေရာမှာအသီးတွေကိုတော့အရေးပျော်သွားပြီဆိုလို့ရှိရင်စကားလေးနဲ့စစ်ပေးပါဂျယ်လီလုံးအတွက်သူ့ရဲ့အရေးကိုပဲတည်တတ်ယူမှာဖြစ်ပါတယ်ဂျီလာတဲ့ပေါ်6 gram ကိုရေနဲ့ဆေးပြီးတော့စလုံးတစ်ခုတည်းထည့်ပေးပါပြီးရင်တော့ရေကိုတပွဲတင်စုံနဲ့2စောစာလောက်ထည့်ပြီးတော့အရေးပြောတော့အောင်အပူပေးလိုက်ပါပြီးရင်တော့ raspberry အရေးထဲကိုလောင်းထည့်ပြီးတော့မှွေပေးလိုက်ပါပြီးရင်တော့ကိုလောက်ရလွယ်ကူမခွက်တစ်ခုတည်းကိုပြောင်းထည့်ပေးပါဒါဆိုရင်တော့ခုနအိတ်ခါထားတဲ့မုတ်တွေကိုထုတ်လာပြီးတော့လှဆင်လို့ရပါပြီလှဆင်ပြီးသွားပြီဆိုရင်တော့ခုနလောက်ထားတဲ့ဂျယ်လာတင်ရေကိုလောင်းထည့်ပေးလိုက်ပါပြီးရင်တော့နောက်ထပ်3နာရီရေခဲတက်တာထဲမှာထည့်ထားပေးပါ3နာရီပြည့်လို့ထုတ်လာတဲ့အခါမှာဆိုရင်တော့တဝပူလေးနဲ့ကပ်ပြီးတော့ထုတ်ပေးပါအဲ့ဒါမှပုံလှလှလေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့တုံးထက်ဖြစ်တဲ့ raspberry cheesecake လေးရလာပါပြီရတာကတော့ချိုချင်းစိတ်မွေးလေးပဲဖြစ်ပါတယ်အဲ့လောက်စားချင်တဲ့သူများတွဲပါဝယ်ပြည့်စုံများအောင်လို့ဗီဒီယိုဆုံးမထည့်ထားပေးပါတယ်မိုးလုံးနေအသက်တွေအမြဲတမ်းမျှဝေပေးသွားမှာမိုး like and follow လေးလုပ်ခဲ့နော်